ပြုတ်လဲပြုတ်ကြောင်လာခဲ့ဆိုပြီးတော့ခေါ်ပြီးတော့ဘုန်းကြီးကဘာလို့တော့ကောင်းကောက်နဲ့ခောက်တာဟုတ်လားအဲ့ဒီမှာဘယင်ကသူ့ရှိမှာဒီလောက်လိမ်မာတဲ့မြောက်ကိုတော့ခောက်ရသလားဆိုပြီးတော့ဘယင်ကစိတ်ဆိုးတာဥတော့မကြတော့ဘဲနဲ့ထပြန်တာတခါကြီးကအကြောင်းမသိလို့တခါကြီးတိခံစေခြင်းနဲ့ဆိုရင်တိခံပါမယ်ရတယ်နောက်တစ်နှစ်လောက်ကြာရင်တခါကြီးပြန်လာခဲ့ဆိုတခါကြီး तू ကတိမခံလို့ဆိုပြီးတော့ဗာဖြစ်တော့ဆရာတော်ကိုစိတ်ဆိုးတန်းထပြန်တာဘယင်အကြောင်းမသိအကျိုးမသိနဲ့ဟုတ်တယ်မလားအဲ့ဒါနဲ့နောက်တစ်နှစ်လောက်လဲကြာတော့အဲ့ဒီနာရောက်လာဒေါကစားချွဲအဲ့ဒီကြောင့်သွားအောင်မဲ့ကွာဆရာတော်မကိုပြန်ခေါ်ထားတယ်ဘာဖြစ်လို့လဲမသိအဲ့ဒီရောက်ငကိုတော့ကအဲ့ဒီကြောင်းဝိုင်းကသစ်ပင်ပန်းမှန်နေနဲ့အင်မတန်လှတဲ့နေရတယ်လေအင်မတန်စီကန်းရှိဟုတ်လားနော်ပြီးလို့ရှိရင်ကြောင်းမှလည်းတန်ရှင်းတတ်ရတန့်ပြတ်နေတာအဲ့ဒါလိုမျိုးနောက်တစ်ခေါက်အဲ့ဘယင်လဲရောက်ကိုအဲ့မှာကြောင်းဝိုင်းနဲ့ဝင်လိုက်တာနဲ့သစ်ပင်ပန်းမှန်နေလည်းမရှိအကုန်ကျိုးပဲတော့အမိုင်းပုံကြီးတွေကြာနေတာအဲ့လိုဖြစ်တာအဲ့ဒါနဲ့ကျောင်းတော်တက်ဆရာတော်ကိုဥချမယ်ဆိုတော့လိုက်ရှာဟောကျောင်းတော်လဲရှုပ်ချက်တွေခတ်ဟုတ်လားအဲ့ဒီဘုရားကနေလဲရှုပ်ချက်တွေခတ်အဲ့ဒါနဲ့ဆရာတော်ဘယ်မှာလဲဆိုတော့ဒါမျိုးတောင်လေးပေါ့သူကအခန်းတော်မကဘူးတောင်သားလေးမှာဆရာတော်ဘုဒ္ဓကလေးထိုင်လို့တဲ့ဘုဒ္ဓကလေးထိုင်တော့ကြတော့အဲ့ဒီဘုဒ္ဓကမြောက်ကလေးကဘယ်မှာလဲဆိုတော့ဘုန်းကြီးဂုတ်ပေါ်မှာလေဘယ်မှာလဲတော့ဘုန်းကြီးဂုတ်ပေါ်မှာလေဂုတ်ပေါ်တက်ပြီးတော့ဘုန်းကြီးကောင်းနေတာတော့ဒုက္ခအဲ့လိုစော့နေတာတဲ့အဲ့ဒီမှာတခါကြီးမြင်ပြီလားဆိုဗါတဲ့တော့တခါကြီးမြင်ပြီလားတခါကြီးဆုံးမတဲ့အရာကိုဆုံးမမှာရမယ်အဲ့ဒါပဲသူတော်ကောင်းများရဲ့စိတ်ကဘာလို့အောင်ဆုံးမရနာဆုံးမမှာအဲ့ဒီစိတ်ကိုနိုင်တယ်ဒါကြောင့်သူတော်ကောင်းများရဲ့စိတ်ဆိုတာအင်မတန်ဉာဏ်နဲ့အင်မတန်စော့တယ်အင်မတန်ဖြစ်လွယ်ပြက်လွယ်တယ်ဒါကြောင့်မလုပ်ထားမှာတော့နိုင်နင်းတင်းကြပ်စီကံချထားရမယ်စိတ်ဆိုတာဘာတော့အင်မတန်စော့တယ်ဒါကြောင့်မလုပ်ရတော့ဆုံးမရတယ်အဲ့ဒီမှာဘယင်မင်းမြတ်ကိုမလုပ်လိုက်တော့အဲ့ဒီဥပမာလေးပေးပြီးတော့မှတခါကြီးမြောက်ဆိုတာလေစိတ်နဲ့ဒူပဲဗျာဆုံးမရတယ်မဆုံးမလို့မရဘူးတိခံတဲ့တရားကလည်းနေရာတိုင်းမကောင်းဘူးသူတို့ကောင်းများစိတ်ကိုဆုံးမတဲ့နေရာမှာသွားတိခံလို့ဖြစ်ပါမလားမဖြစ်ဘူးနော်ဒါကြောင့်သူတို့ကောင်းများကြီးဒီနေ့နာကြားလိုက်ရတာကဝိညာဉ်နဲ့နာလို့ခေါ်တဲ့စိတ်အကြောင်းဒါလို့ဆိုရင်တော့ကျင့်တတ်ပြီထင်ပါရဲ့ကျင့်တတ်ပြီမကျင့်တတ်လည်းတော့မှလေဟုတ်တယ်မလားသူတို့ကောင်းများနားရတော့မယ်အချိန်မို့လားနားချိန်လေးတော့နားပါနော်